အိမ်မက်တွေတော့ရှိပြီမဲ့အဲ့ဒါတွေကိုအကောင့်ထဲပေါ်ဖို့စွမ်းရည်မရှိဘူးလို့ခံစားရဘူးပါသလားငါမနှက်ဖြန်ကြမှာလုံးတော့မယ်လို့တွေးလိုက်ပေမဲ့အဲ့ဒီမနှက်ဖြန်ဆိုတာဘယ်တော့မှမရောက်လာပါဘူးကြီးကျယ်တဲ့ຢာတွေကိုလှုပ်ချင်ပေမဲ့စဖို့တောင်ခက်ခဲလွန်းတယ်လို့ခံစားရတယ်စာအုပ်ရေးဖို့ကိုလက်ကြက်ခိုင်ဖို့ဒါမှမဟုတ်အစ်တစ်ခုခုသင်ယူဖို့စဉ်းစားလိုက်ပေမဲ့အဲ့ဒီစာဖုံးပွနေတာဒါမှမဟုတ် TV ကြည့်နေတာမျိုးလုံးမိနေပါဘာလို့ဒီလိုဖြစ်နေရတာလဲအမြဲတမ်းပြီးနေလို့တော့မဟုတ်ပါဘူးအဓိကကတော့လုပ်ငန်းတွေကအရန်ကြီးမားလွန်းတယ်လို့ခံစားနေရလို့တခုကအရန်ခက်ခဲတယ်လို့ခံစားရတဲ့အခါသင်အောင်တော့ကပိုလိုတာတခုလောက်ကြအောင်လို့ပြောလိုက်ပါတယ်ဒါပေမဲ့သတင်းကောင်းကတော့ဒါကိုပြင်လို့ရပါတယ်ပြင်ရင်ဆိုတာသင်ရဲ့စရိုက်မဟုတ်ပါဘူးဒါအလေးချင်းတစ်ခုသာဖြစ်ပြီးအလေးချင်းတွေကိုပြောင်းလဲနိုင်ပါတယ်သင်အောင်တော့ကိုဘယ်လိုစမတ်ကြကြကြော်ဖြတ်မလဲပန်းနိုင်ကိုမရောက်နိုင်ဘူးလို့ခံစားရတဲ့အတွက်သင်ဘယ်နှခါလောက်ရက်တန့်နေခဲ့ဘူးလဲစဉ်းစားကြည့်ပါပတ်စံစုကျင်ပေမဲ့အရာအလုံးကိုခြွေတာရမယ်ဆိုတဲ့လူရခက်ခဲလွန်းတယ်ဒါမှမဟုတ်ကျမကြီးပူကောင်းခြင်းပေမဲ့နေတိုင်းပြေးရမယ်ဆိုတဲ့စိတ်ကပင်ပန်းလွန်းပါတယ်ဒါအသင် queue မဆိုင်လို့မဟုတ်ပါဘူးသင်အောင်တော့ကနာကျင်မှုကိုရှောင်ရှားပြီးတက်တောင့်တက်တာကိုရှာဖွေဖို့ပုံစံချထားတာကြောင့်ပါဒါပေမဲ့သင်အောင်တော့ကိုပူပြီး smart ကြကြကြော်ဖြတ်နိုင်တဲ့နည်းလမ်းရှိပါတယ်ပြင်းရတာကိုရက်တန့်ပြီးအရေးကြီးတဲ့အရာတွေကိုစတင်လှုပ်ဆောင်ဖို့အတွက်ရိုးရှင်းတဲ့အဆင့်၃ဆင့်ရှိပါတယ်အဆင့်၁တင်းငယ်အောင်လုပ်ပါကြီးမားတဲ့လုပ်ငန်းတွေကကြောက်စရာကောင်းတယ်ဒါကြောင့်သူတို့ကိုတင်းငယ်အောင်လုပ်လိုက်ပါဥပမာစာအုပ်တုပ်ရေးခြင်းစာမျက်နှာ200ရေးရမယ်လို့မတွေးပါနဲ့ဒီနေ့မှာစာကြောင်းတစ်ကြောင်းပဲရေးပါတင်းငယ်တဲ့ခြေလမ်းတွေကပုံမလွယ်ကူပြီးတင့်ကိုကောင်းမွန်တယ်လို့ခံစားရစေပါတယ်ဒါကိုတောင်တက်တာနဲ့လူတွေလို့မြင်ကြည့်ပါထိတ်ဆုံးကိုခုံတက်တာမဟုတ်ဘူးခြေလမ်းတစ်လမ်းချင်းစီလှမ်းရတာပါတင်ပန်းနိုင်တဲ့အတွက်လည်းဒီလိုပဲလုပ်ပါအဓိကအတော့ချက်ကတော့ပြီးပြည့်စုံခြင်းမဟုတ်ပဲတိုးတက်မှုကအောင်ဆိုင်ခြင်းဖြစ်ပါတယ်အဆင့်2လွယ်ကူသောလေ့ကျင့်များဖန်တီးပါစိတ်ဆန္ဒအပေါ်မှာအားမကိုပါနဲ့အလေ့ကျင့်တွေကိုစနစ်တကျပြုလုပ်ပါစိတ်ဆန္ဒကကုံဆုံးသွားနိုင်ပေမဲ့အလေ့ကျင့်တွေကအလိုလျောက်ဖြစ်စေပါတယ်ဥပမာလေ့ကျင့်ခန်းလုပ်ချင်ရင်တက်ဖက်တွေကိုအိယာပေးမှချထားပါအဲ့လိုဆိုရင်နိုးလာတဲ့အခါစတင်ဖို့လွယ်ကူသွားပါလိမ့်မယ်ဒီနေ့သင်စတင်နိုင်မဲ့သိငယ်တဲ့လေ့ကျင့်တစ်ခုကပါလေမနေ့တိုင်းလုံးစရာစီးရင်ရေးတာမျိုးဒါမှမဟုတ်နိုးချင်းရေးတစ်ခွက်တောက်တာမျိုးလားဒီသိငယ်တဲ့လေ့ကျင့်တွေကစနစ်ကိုဖန်တီးပေးပြီးအရှိဟုံးကိုတိစောက်ဖို့ကူညီပေးပါတယ်အဆင့်3 2မိနစ်စီးမြင့်ကိုသုံးပါအခက်အခဲဆုံးအပိုင်းကစတင်ခြင်းဖြစ်ပါတယ်ဒါကြောင့်2မိနစ်လောက်ပဲလုပ်လို့မယ်လို့သင်ကိုသင်ခရီးပေးပါဒါပါပဲစာအုပ်ဖတ်ချင်သလားစာမျက်နှာတစ်မျက်နှာဖတ်ပါအခန်းရှင်းချင်သလားတောက်တနေရာကနေစတင်လိုက်တာနဲ့ရှေ့ဆက်လို့ပို့လွယ်ကူသွားပါတယ်ဒါကဘောလုံးတစ်လုံးကိုတောင်ကုန်းအောင်တွန်းချနဲ့တူပါတယ်ပထမတွန်းလုံးကခက်ခဲပေမဲ့အဲ့ဒီနောက်မှာသူ့ဘာသူလှိမ့်ဆင်းသွားပါလိမ့်မယ်စတင်ခြင်းအတွက်စုချပါသင်ရဲ့2မိနစ်တာကိုလှုပ်ဆောင်ပြီးတဲ့နောက်မှာတင်းငယ်တဲ့နီလန်နဲ့ခွန်ပြူပါတင်းကြိုက်ဆုံးသင်နာထောင်တာဒါမှမဟုတ်ခဏနားတာမျိုးလုပ်ပါဆုလက်တွေကစတင်ခြင်းကိုကောင်းမွန်တယ်လို့ခံစားစေရပြီးရှေ့ဆက်ဖို့စိတ်ဆော်ပေးပါတယ်မိမွေးပါမှန်တရားကတော့လူတိုင်းတင်းငယ်စွာစတင်ခဲ့တာတင်လေးစားရတဲ့လူတွေလည်းရုန်းကန်ခဲ့ရပါတယ်သူတို့ကဆက်သွားခဲ့ကြပါတယ်တင်ပြီးပြည့်စုံမှုမလိုဘူးတင်စတင်ဖို့ပဲလိုတယ်တင်အိမ်မက်တွေကိုမိနဲ့တူတယ်လို့စဉ်းစားကြည့်ပါအခုချိန်မှာအဲ့ဒါကမိဘွားလေးတစ်ခုပါတင်လုတ်တဲ့တင်းငယ်တဲ့လှုပ်ဆောင်ချက်တိုင်းဟာလောင်စာထည့်တာနဲ့တူပါတယ်လောင်စာကိုဆက်ထည့်ပါမကြခင်မှာဟုံးတောင်းနေတဲ့မိကိုရလာပါလိမ့်မယ်ဒါကြောင့်ဒီနေ့အဲ့ဒီမိကိုမွေးဖို့အတွက်တင်ပါလို့မလဲသတိရပါမောင်မြင်တာကပြဿနာမဟုတ်ဘူးလူတိုင်းကြာရှုံးမှုတယ်အရေးကြီးတာကတင်ပြန်ထရက်ပြီးထက်ကြိုးစားဖို့ပါပဲမောင်မြင်ခြင်းကအောင်မြင်ခြင်းရဲ့ဆန့်ကျင်ဘက်မဟုတ်ပါဘူးဒါခရီးရဲ့တစ်စိတ်တစ်ပိုင်းပါဒါကြောင့်ကိုကျင်တာပါရှေ့ဆက်လန့်ပါတင်ကရီမန်းချက်ကြည့်ပြီးပြင်းနေသူဆိုရင်ဒီຢာတွေကိုလုပ်ပါလုပ်ငန်းတွေကိုတင်းငယ်လွယ်ကူအောင်လုပ်ပါတင်ကိုအထောက်အကူပြုမဲ့အလေးကျင့်များဖန်တီးပါ2မိနစ်ကြိုးစားထုတ်မှုနဲ့စတင်ပါပြီးပြည့်စုံတဲ့အခိုက်အတန့်ကိုမဆောင်ပါနဲ့အခုပဲစတင်ပါတခုခုကိုရွေးချယ်ပြီးဒီနေ့တင်းငယ်တဲ့ခြေလမ်းတစ်လမ်းစလှမ်းလိုက်ပါတင်ရဲ့အိမ်မက်တွေကတင်ကိုစောင့်နေပါတယ်သွားပြီးအကောင့်ထဲပေါ်လိုက်ပါတင်ပြီးပြည့်စုံမှုမလိုဘူးတင်အမြဲတမ်းလှုပ်ဆောင်နေဖို့ consistent ပဲလိုပါတယ်ပုံမှန်လှုပ်ဆောင်တဲ့တင်းငယ်တဲ့ကြိုးစားထုတ်မှုတွေကတောင်ကြီးမားတဲ့ပြောင်းလဲမှုကိုဖန်တီးနိုင်ပါတယ်ဒါပေမဲ့လှုပ်ဆောင်ချက်မရှိဘဲနဲ့တော့တင်အမြဲတမ်းလှုပ်ဆောင်နိုင်မှာမဟုတ်ပါဘူးဒီနေ့ပဲလှုပ်ဆောင်ချက်စတင်ဖို့ဘာလုပ်ရမလဲဆိုတာရွေးချယ်ပြီးပြီလား